ကျွန်တော်ကတော့ကျွန်တော်ဇနီးရဲ့မွေးနေ့အတွက်တမိုးကြီးစိန်ခံကားတစ်စီးကိုလက်ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကားကိုကျွန်တော်ဇနီးကအဲ့ဒီညမှာတင်သူ့ရဲ့ရည်စားဖြစ်သူကိုပေးလိုက်လိမ့်မယ်လို့ကျွန်တော်လုံးဝထင်မထားခဲ့မိဘူး။အဲ့ဒီညမှာပဲဇနီးဖြစ်သူနဲ့အတူဖျောင်းတိုင်ပြီးထုံပြီးရိုမန်တစ်ဆန်ဆန်ညစာစားဖို့သွားနေတော့မှနောက်ကနေစိန်ခံကားတစ်စီးကဝင်တိုက်တာခံလိုက်ရတယ်။ကားမောင်းလာတဲ့သူကကားပေါ်ကနေမောက်မောက်မမာနဲ့ဆင်းလာပြီးကျွန်တော်ကိုတောင်းပန်ခိုင်းတဲ့အပြင်ရော်ကြီးဒေါ်လာ3 တန်းတောင်တောင်းပါလေရော။ကျွန်တော်လည်းအစကတော့အငင်းအခုံမလုပ်ချင်ဘူး။ဒါပေမဲ့ကားကိုကြည့်လိုက်တော့ကျွန်တော်မျက်စိထဲမှာအယမ်းရင်းနှီးနေတယ်။အဲ့ဒါမနက်ကမှကျွန်တော်ကိုယ်တိုင်ဇနီးဖြစ်သူကိုပေးထားတဲ့ကားပဲ။တငယ်ချင်းတယောက်ကိုငှားပေးထားတာနေမှာပါလို့ကျွန်တော်ကိုဖြေသိမ့်နေတော့မှာပဲအဲ့ဒီလူကဒီကားကငှားရေးစားပေးထားတာငှားရေးစားကဒီမျိုးမှာအချမ်းသာဆုံးပဲဆိုပြီးလာကြွပါတော့တယ်ဒါတွေမကသေးပဲသူနဲ့ကျွန်တော်ဇနီးရိုက်ထားတဲ့တပ်ပုံကိုပါထုတ်ပြလိုက်တဲ့အချိန်မှာတော့အမှန်တရားကိုကျွန်တော်နားလည်သွားခဲ့ပါပြီကျွန်တော်အရန်ဒေါသထွက်ပြီးတုံရင်နေတဲ့အချိန်မှာအဲ့ဒီလူကသဘောထားကြီးဟန်ဆောင်ပြီးရော်ကြေးတဲ့ကဒေါ်လာ3 သိန်းရှုပ်ပေးမယ်ဆိုပြီးလာနောက်နေသေးတာကျွန်တော်မခံစားနိုင်တော့ပဲသူ့ကိုထိုးချလိုက်ပါတယ်သူကလည်းသူ့လူတွေကိုခေါ်ပြီးကျွန်တော်ကိုရန်လုပ်ဖို့ကြိုးစားပေမဲ့ကံကောင်းစွာနဲ့ရဲတွေရောက်လာပြီးတားဆီးပေးခဲ့တယ်ရဲတွေက dashcam footage ကိုစစ်ဆေးပြီးနောက်မှာသူကသာအမှားကျူးလွန်သူဖြစ်ကြောင်းဆုံးဖြတ်ပြီးကျွန်တော်သူကိုပြန်ရောက်ခိုင်းပါတော့တယ်အဲ့ဒီမှာသူကကြောက်လန့်တကြားနဲ့သူ့ရီစားကျွန်တော်ဇနီးစီဖုန်းဆက်ပြီးအကူအညီတောင်းတယ်ဖုန်းထဲကနေကျွန်တော်ဇနီးကစိတ်မပူနဲ့ကားကိုအာမခံအပြည့်ဝထားတယ်လို့ပြောတဲ့ကိုကျွန်တော်ကြားလိုက်ရတယ်ဒါပေမဲ့အာမခံကုမ္ပဏီကရောက်လာတဲ့အခါမှာတော့ကျွန်တော်ကားကဒေါ်လာတန်း30တန် customer ဖြစ်နေတာကိုတွေ့ပြီးလန့်သွားကြတယ်ပြီးတော့ရဲမတန်းအရဒါဟာတမင်တက်နောက်ကနေဝင်တိုက်တာဖြစ်တဲ့အတွက်အာမခံကရောပေးမှာမဟုတ်ဘူးလို့ပြောပြီးထွက်သွားကြတယ်အဲ့ဒီလူကဒေါသတကြီးနဲ့ကျွန်တော်ကားကိုအပေါ်စားကားအမှတ်နဲ့ဝိုင်းဖြက်စီခိုင်းပြီးဒေါ်လာ2 သိန်းကိုပြစ်ပေးပြီးဒါနဲ့ပဲကားအသစ်ဝယ်လိုက်လို့လာပြောပါတယ်ကျွန်တော်ကဒီပတ်စံကငါကားရဲ့ရှေ့မီးသီးတစ်လုံးစားတော့မရဘူးလို့ပြောလိုက်တဲ့အခါဘေးကလူတွေကကျွန်တော်ကိုငွေညစ်နေတယ်လို့ထင်ခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်အာမခံအဖွဲရောက်လာပြီးကားတန်မှုကဒေါ်လာတန်း30ဖြစ်ကြောင်းအတည်ပြုလိုက်တဲ့အခါမှာတော့အဲ့ဒီလူမျက်လုံးပြူသွားပါတော့တယ်သူ့မှာတခြားနည်းလမ်းမရှိတော့လို့သူ့ရေးစားစီထပ်ဖုံးဆက်တယ်ကျွန်တော်ဇနီးကကက်နဲ့အရင်ပေးလိုက်9 ခုလာခဲ့မယ်လို့ပြောလိုက်လို့ငွေပေးချေမှုပြီးသွားခဲ့တယ်အဲ့ဒီအခါမှာကျွန်တော်ပေးထားတဲ့ပတ်စံတွေအားလုံးကိုဒီကောင်လေးအတွက်သုံးနေတာပါလားဆိုတာကျွန်တော်သိလိုက်ရတယ်သူတို့ထွက်သွားခါနီးမှာကျွန်တော်ကအေးစစ်စစ်ပဲဒါကကားတစ်စီးစာပဲရှိသေးတယ်နောက်တစ်စီးအတွက်ရောဖို့ကြံသေးတယ်လို့ပြောလိုက်တယ်သူကမယုံကြည်နိုင်ပဲကျွန်တော်ကိုငွေညစ်တယ်လို့ထပ်ဆွဆွဲပြန်တယ်ကျွန်တော်ကသူစီးလာတဲ့ကားရဲ့ပိုင်ဆိုင်မှုလက်မှတ်ကိုထုတ်ပြလိုက်ပြီးအဲ့ဒီကားကလည်းကျွန်တော်ကားပဲလို့တက်တည်ပြလိုက်တယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့အချမ်းသာဆုံးရေးစားဆိုသူကျွန်တော်ဇနီးရောက်လာပါတယ်ကျွန်တော်ကိုမြင်လိုက်ရတဲ့အချိန်မှာသူ့မျက်နှာတစ်ခုလုံးဖြူလျှော့သွားပြီးကျွန်တော်ကိုဒူးထောက်တောင်းပန်ကချစ်ပါသေးတယ်လို့ပြောခဲ့တယ်ဒါပေမဲ့လောက်ရက်တိုင်းမှာအကျိုးဆက်ရှိပါတယ်ကျွန်တော်ကတော့သူ့ကိုကွာရှင်းဖို့ဆုံးဖြတ်လိုက်ပြီးသူ့ရဲ့လောက်ရက်တွေအတွက်ထိုက်တန်တဲ့ပြစ်ဒဏ်ကိုခံစားရစီမှာပါ subscribe နဲ့ like လေးလုပ်ပေးခဲ့ကြပါဦးဗျ